နဲ့ကိုရွှေဝယ်ပြီးတော့ရှုံးတယ်လို့ခံစားရတဲ့သူတွေရှိလားရှိလို့ရှိရင်ဘယ်လိုဝယ်ရမလဲဘယ်လိုတွေသိထားရမလဲဆိုတာ ਨੇ ဒီဗီဒီယိုလေးမှာပြောပြပေးသွားမယ်เนาะအဲ့တော့ရွှေဝယ်တယ်ရွှေစုတယ်ဆိုလို့ရှိရင်အဲ့ဒီခေါင်းစဉ်အောက်မှာဘယ်လိုမျိုးတွေအကျုံးဝင်လဲဆိုတော့ကိုကဒီဝယ်ရင်းနဲ့စုမှာလားဒါမှမဟုတ်ရင်ကိုကမဝယ်ဖဲနဲ့အတုံးခဲပဲစုမှာလားเนาะပြီးလို့ရှိရင်ကိုကဒီဇိုင်းတွေကိုအခုဒီဒီဇိုင်းလေးကြိုက်တယ်နောက်ပေါ်လာတဲ့ဒီဇိုင်းလေးလည်းကြိုက်တယ်ထပ်ဝယ်မယ်ထပ်စုမယ်ဝယ်လဲဝယ်မယ်အဲ့လိုလူမျိုးလားကိုကဒီဇိုင်းကြိုက်တဲ့လူလား quality ကြိုက်တဲ့လူလားအဲ့ဒါကိုသိရမယ်အချက်အဲ့တော့ရွှေကနော်ဝယ်ပြီးတာနဲ့မြတ်တယ်ဆိုတဲ့ logic ကြီးကလည်းမှားနေတယ်နော်အဲ့ဒါကြီးကလည်းမှားနေတယ်အတုံးခဲဝယ်စုရင်တောင်မှပဲကိုကဒီကိုရဲ့နောင်ရေးအတွက်ဝယ်စုတာမျိုးပေါ့နော်အဲ့လိုဝယ်စုလို့ရှိရင်တောင်မှပဲမနှက်ဝယ်ပြီးတော့ကိုကဒီကြားထဲမှာငွေချေစရာလေးတွေရှိလို့တွားပြန်ရောင်းရင်တောင်ကြနေရှုံးတယ်နော်မီလင်းအတုံးတာအဲ့တော့နင်တို့တွေဒီအထည်တွေကိုဝယ်ဝစ်တဲ့အခါမှာအရှုံးတက်တာအောင်ကိုရဲ့ငွေကိုဝယ်လဲဝယ်ရတယ်အရှုံးလဲတက်တာအောင်နင်တို့ဘယ်လိုဝယ်မလဲနံပါတ်1အယောတက်တာတဲ့နေရာမှာဝယ်နံပါတ်2ပေါက်ဈေးတိုင်းပြန်ယူပေးတဲ့နေရာမှာဝယ်နော်အဲ့တော့နင်တို့ဒီအထည်တစ်ခုဆိုလို့ရှိရင်အထည်လောက်တော့မယ်ဆိုရင်အယောအတွက်လက်ခဆိုတာပါကိုပါတယ်မပါဘဲနဲ့ဒီလက်စွပ်တို့ဆွဲကြိုးတို့ငကတ်တို့ကဘယ်လိုလုပ်ဖြစ်လာမလဲအဲ့တော့လှုပ်တက်တဲ့လူကိုပေးရတယ်ပေးရတော့နင်တို့ဒီရွှေရဲ့ကုန်ကြစရိတ်sorry ရွှေချိန်အရှိတိုင်းရှိတယ်ရွှေကြတဲ့ငွေနဲ့သူ့ရဲ့အယောအတွက်ဆိုတာလက်ခပေါ့နော်လက်ခအယောအတွက်ပေါ့မတူလက်ခအယောအတွက်ဆိုတာရှိတယ်အဲ့ဒါလည်းပေးရတယ်အဲ့တော့အဲ့နှစ်ခုပေါင်းမှကြတဲ့ငွေဆိုတာဖြစ်တာအဲ့တော့ဝယ်တဲ့သူတွေအနေနဲ့ကဘယ်လိုဆိုရင်မြတ်မလဲဘယ်လိုဆိုရင်အမြတ်များနိုင်မလဲနော်အဲ့ဒါလေးကရွှေဝယ်ဝစ်တဲ့လူတိုင်းသိထားတဲ့အချက်လို့နင်းထင်လို့နင်းလာပြောပြပေးတာပါရှင်နော်အဲ့တော့ဒီဘာလို့ရှုံးလဲကိုဝယ်တဲ့အခါဘာလို့ညက်လဲအဲ့အချက်လေးကိုနင်းလာပြောပြပေးမယ်နော်အပိုင်းနဲ့မှာဆက်ပြောပြပေးမယ်ရှင်ကျေးဇူးတင်ပါတယ်